မင်္ဂလာပါရှင်ဒီနေ့မှာတော့ Metropolitan Visa နဲ့ပထမအောင်ဆုံးကျောင်းဝင်ခွင့်ရအောင်ကျောင်းလျှောက်ပေးခဲ့တဲ့အမှားနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပြီးတော့ဒီ Visa ကိုစိတ်ဝင်စားကြတဲ့သူတွေနဲ့ Visa အခက်အခဲဖြစ်နေတဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သားဖို့အတိုက်လို့ခြင်းပါတယ်အဲဆိုရင်မရတနာကိုဖိတ်ခေါ်လိုက်ရအောင်မင်္ဂလာပါမဟုတ်မင်္ဂလာပါမရှင်မတွေ့ရကြရင်တော့မဟုတ်ဟုတ်တယ်အမဟိုတလောကကြောင်းလျှောက်နေတဲ့ကာလဆိုတော့လေနည်းနည်းလေးအလုပ်ညားနေရတယ်မလားဖြစ်သွားတာတော်တော်တော့ဒီ Metropolitan Visa နဲ့ပတ်သက်ပြီးတော့ပေါ့နော် Facebook မှာအကြောင်းသားတွေပေါ့နော်သွားတာကိုမြင်လိုက်တယ်ပေါ့နော်အဲ့ဒါတကယ်ဘာ Visa မျိုးစားလေးလဲMetropolitan ကကြတော့အမတို့6လပိုင်းမှာစပြီးတော့ပေးတာပေါ့နော်မြန်မာနိုင်ငံကိုသူကကြတော့ဒီကိုရီးယားနိုင်ငံကလူကြီးနေပါတယ်ပေါ့နော်ဒေတာတွေကနေပြီးတော့ကျောင်းနဲ့ပေါင်းပြီးတော့ပေါ့ဒီအထူး Visa လိုမျိုးပေါ့နော်လုပ်ပြီးတော့ကျောင်းနဲ့ပေါ့နော်လွတ်တဲ့အစီအစဉ်ပါဟုတ်ကဲ့သူရဲ့အားသာချက်တရားရောဘာဖြစ်မလဲရှင်သူ့ရဲ့အားသာချက်ကကြတော့အမှတ်နည်းတဲ့ကျောင်းသားလေးပေါ့နော်ပြီးတော့အသက်နည်းနည်းပေါ့နော်ဒီနည်းနည်းကြီးပြီးတော့ Visa စိတ်ပူရတဲ့ကျောင်းသားရဲ့အတွက်ပေါ့သူကကြတော့ Visa ကုန်ချပေးတဲ့ကျောင်းဆိုတော့လေဒီ Visa အောင်နိုင်ကြေကတော့ကြာခိုင်တော့များတာပေါ့လေပြီးတော့ပေါ့နော်ဘယ်လိုကျောင်းသားတွေကဒီ Visa ကိုရွေးချယ်ကြရလဲပေါ့နော်ဥပမာပေါ့ဒီ300အောက်ကျောင်းသားလေးပေါ့နော် Visa ရဖို့နည်းနည်းအခက်အခဲရှိရပေါ့နော်ကျောင်းသားလေးတွေပြီးလို့ရှိရင်ဒီ program ကြတော့2ရပဲတက်ရအောင်2နှစ်ပဲတက်ရဆို2နှစ်ပဲကျောင်းတက်ပြီးတော့မြင်မြန်အလုပ်တန်းလုပ်ချင်တဲ့ကျောင်းသားတွေအတွက်ပေါ့နော်သူကတော့အရန်ကောင်းပါတယ်မယန္တနာပေါ့နော်ဒီကိုရီးယားမှာကျတော့အချိန်ကြာတဲ့နေခဲ့ပေါ့နော်ကျောင်းနေလည်းတက်ခဲ့ရဆိုတော့သူရဲ့အစားဆိုင်နဲ့လည်းရင်းနှီးမယ်လို့ထင်နေပေါ့နော်အဲ့တော့ညီမကမြန်မာအစားဆိုင်နဲ့ကိုရီးယားအစားဆိုင်နဲ့ကိုရွေးချယ်ခိုင်းမယ်ပေါ့နော်အဲ့ဆိုရင်ပထမဆုံးကိုကကြတော့ခင်းကြီးသမင်းကျော်မဟုတ်ငါနှစ်ခုလုံးကြိုက်တယ်ရောမရအောင်မှတစ်ခုပဲရွေးရမယ်နော်အဲ့ဆိုလို့ရှင်မဟုတ်ငါဟုတ်အဲ့ဆိုရင်တော့ပူကီရှန်ခေါက်ဆွဲအဲ့လုံးဝကျိန်းတယ်ရှန်ခေါက်ဆွဲကဲပါအဲ့ဆိုရင်နောက်တစ်ခုကကြတော့ hot dog မုံလုံးကြီးပေါ့မုံလုံးကြီးပေါ့လေကြိုက်တယ်ရော hot dog လည်းကြိုက်တယ်ရောတစ်ခုပဲရွေးပါတစ်ခုပဲရွေးပါဆိုhot dog ဟုတ်ကဲ့ပြီးတော့ခင်းကြီးငပိနှစ်ခုလုံးကြိုက်ဘောဘယ်လိုလဲတစ်ခုတော့ရွေးရမှာလားတစ်ခုရွေးရမှာဟုတ်တယ်ဟိုကငပိပေါ့အဲ့ငပိဟုတ်ကဲ့ပါအမအဲ့ဆိုရင်ဒီပေါ့နော်ညီမတို့ဒီ Metropolitan Visa နဲ့ပတ်သက်ပြီးတော့ဝင်ရပြီးတဲ့အတွက်ပေါ့နော်မရကနာကိုထူးပြီးငယ်ကျေးဇူးတင်တယ်ပေါ့နော်အရှင်နှုတ်ဆက်စကားလေးပြောပြပါအောင်နော်ဟုတ်ကဲ့ပါဒီ Metropolitan Visa ကြတော့ပေါ့နော်အခုမှမြန်မာနိုင်ငံမှာစပြီးတော့ဒီရှောက်လို့ရတဲ့ Visa ဆိုတော့လေမတည်သေးတဲ့အကြောင်းတိုင်းလည်းအများကြီးရှိရပေါ့နော်အဲ့တော့အဲ့အကြောင်းလေးကိုအမကဝေမြောက်ခွင့်ပေါ့နော်ရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်ကဲပါအမကျေးဇူးတင်ပါတယ်ဟုတ်ဘိုင်ဘိုင်